အားလုံးမင်္ဂလာပါဗျအခုတည်းက online shopping လုပ်နေတဲ့ညီကိုမနေမများအားလုံးကိုပြောတာပါเนาะအခုဆိုရင်ဖြစ်ကျွန်တော်တို့ဒီမန်းလေးကနေပြီးတော့မော်လာမြိုင်ပြဝဲပိတ်ကောတောင်းကိုပို့နေတဲ့online shopping လုပ်နေတဲ့ညီကိုမနေများအားလုံးအတွက်ပို့ပြီးတော့ဆင်ပြေစေရန်အတွက်ကျွန်တော်တို့ဒီမှာအရင်တုန်းကတော့မရှိတဲ့အရင်တုန်းကမရှိဘူးသေးတဲ့ဝန်ဆောင်မှုတွေကိုအခုကျွန်တော်ထပ်ပြီးတော့ထပ်သွင်းပေးထားပါတယ်အဲ့ဒါကြတော့မျိုးထဲမှာမျိုးတွင်းနဲ့ကျုပ်မျိုးတွင်းပို့ဆိုတဲ့ဟိုဟာလေးပေါ့နော်အဲ့ဒါလေးတွေတော့ကျွန်တော်တို့ထားပြီးတော့ဝန်ဆောင်ပေးထားပါတယ်အခုမန်းလေးမှာဆိုရင်ဖြစ်ကျွဲစိတ်ကံရည်ကောက်ပွဲမှာကျွန်တော်တို့ပြောရလာမယ့်ကိစ္စရှိပါတယ်အဲ့ဒီရဲ့အပြင်အခုမျိုးထဲမှာဆိုရင်လည်းတွားယူလို့ရတယ်မျိုးထဲမှာမျိုးတဲ့ကိတ်လည်းတွားယူလို့ရတယ်မျိုးတဲ့ကိတ်ကိုလည်းကောက်ပို့လို့ရတယ်အဲ့မျိုးတဲ့ကိတ်ရဲ့လိပ်စာလေးတွေကိုဒီမလေးလေးပြောပေးလိုက်ပါဦးမလေးမျိုးတဲ့ကိတ်လိပ်စာကတော့ကိုထိတ်ကေပေါ့ဆိုနေရ80နဲ့30နဲ့လမ်းတော့ဖုန်းနံပါတ်399ခေါ်9ခေါ်9ခေါ်5 85ခေါ်ပြီးလို့ရှိရင်အဲ့မန်းလေးရဲ့အပြင်ပြည်ဦးလွင်ဟိုဝန်ဆောင်မှုပေးလို့ရတာပြည်ဦးလွင်ကတချို့လူတွေဆိုရင်တဝဲနေပြည်ဦးလွင်ပို့ခြင်းနဲ့ပြည်ဦးလွင်နေတဝဲပို့ခြင်းနဲ့အဲ့ဒါလေးတွေရတာအဲ့ပြည်ဦးလွင်မှာဆိုရင်ဘာကိတ်စစ်ချရတယ်ဘာကိတ်နဲ့ကျွန်တော်တို့တဝဲလာမင်းပတ်တနာဘယ်လိုလုပ်ထားလဲဆိုတော့ပြပြလိုက်အောင်ပြည်ဦးလွင်မှာကတော့ရွှေတတိကကေဖုန်းနံပါတ်399လေ3လို့ခေါ်8ခေါ်8ခေါ်3ညပြည်ဦးလွင်ရဲ့အပြင်မကွေးဆိုရင်ရောတချို့လူတွေဆိုမကွေးကိုတွင်းစီပို့ခြင်းနဲ့မကွေးကိုတနည်းစီပို့ခြင်းနဲ့အဲ့ဒါလေးတွေမင်းနေကြအဲ့မကွေးဆိုရင်ရောဘယ်လိုကိတ်နဲ့ပို့ရမလဲပြပြပါအောင်မကွေးမှာကတော့ရွှေဘဟိုဖုန်းနံပါတ်399 660 အဲ့ဆိုမကွေးအပြင်တောင်ကြီးကိုပင်လေစာတွေဘာတွေပို့ခြင်းနဲ့အဲ့တောင်ကြီးမှာဆိုဘက်ကရဲ့စိတ်ချရတယ်ရောပြောပါအောင်တောင်ကြီးကတေကဟာကေဖုန်းနံပါတ်399လေ3လို့698အဲ့လိုမျိုးတွေကျွန်တော်တို့ဒီမြန်မာပြည်တွင်းမှာရှိတဲ့ကိန်းဘုံဆောင်လေးတွေနဲ့ကျွန်တော်တို့ကအကုန်လုံးပတ်တနာလုပ်ထားတာရှိပါတယ်အဲ့ဒါနေရာနှက်ပြပါတော့ဘယ်နေရာပို့ခြင်းလဲဘယ်နေရာမှာပစ္စည်းတို့ခြင်းလဲဆိုတော့ကျွန်တော်တို့ပြောလို့ရပါတယ်နော်အဲ့ဒါကျွန်တော်တို့ကိန်းဆိုရင်တိကျမှကံမြန်ဆိုင်ပြီးတော့ဟိုဝန်ဆောင်ပေးနေတဲ့ဒီဝယ်လာမင်းရင်လိုက်တဲ့ line ဖြစ်ပါတယ်ကြာတဲ့ကိန်းတွေတော့ကျွန်တော်နောက်တစ်နေ့မှပြန်ပြီးတော့တင်ပေးပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်